ဒီလိုအဖြစ်ဆိုးမျိုးနဲ့ကြုံတွေ့စေခဲ့ပြီလို့ငါမင်းကိုအနူးညွတ်တောင်းပန်ပါရဲ့ငါသူကြီးရာနောက်ဘဝကြရင်တော့ဒီလိုအဖြစ်ဆိုးနဲ့မင်းထပ်ပြီးတော့မကြုံတွေ့ပါရစေနဲ့ကွာငါမင်းကိုဆုတောင်းပေးလိုက်ပါရဲ့ငါနဲ့အတူတူမင်းကူညီခဲ့ဘူးရဲ့ဒီမှာမင်းရဲ့အပေါင်းအသင်းမိတ်ဆွေတငယ်ချင်းတွေအားလုံးလေမင်းရဲ့အာသူဘောကိုရောက်နေကြပြီစမရမင်းဘာလို့ငါ့ကိုထားသွားရလဲကွာဘာလို့ငါ့ကိုထားသွားရလဲကွာငိုမနေပါနဲ့ဟောပူပူရာမင်းကိုလည်းမင်းကိုကြီးကပြန်ပြီးအသက်ရှင်လာအောင်မှာမဟုတ်ဘူးကွာဒူဘိုင်းကတနေ့ဒီလမ်းကိုတွားကြရမှာပဲကွာအိုနာတေးပေးဆိုတာငါတို့ရဲ့မျက်စွာဖျားအောင်မှာရှောင်ပြေးလို့ရခဲ့အရာမဟုတ်ဘူးကွာအားလုံးလက်ခံရမယ်သဘောတရားပဲတင်ခါကသဘောတရားပဲဖြစ်ပြီးရင်ပြတ်မယ်ပြတ်ပြီးရင်ပြန်ဖြစ်မယ်အားလုံးကမမြဲခြင်းတရားကြီးပဲပူပူရာမင်းငိုနေလို့လည်းအသက်ကပြန်ရှင်လာမှာမဟုတ်တော့ဘူးလေကွာမင်းစိတ်ကိုတရားနဲ့ပဲဖြေပါငါကြီးရဲ့တရားနဲ့သာဖြေပါကွာဟုတ်ပါရဲ့ပပူရနေတငယ်ချင်းငါ့ကိုရှင်းနေတရားပဲနေဟာနေအလောက်ကြီးထိစိတ်မကောင်းမဖြစ်ပါနဲ့ဟာငါ့ကိုနေဘေးမှာရှိပါသေးရဲ့ဟာနေတငယ်ချင်းတွေအများကြီးနေဘေးမှာရှိပါသေးရဲ့ဟာအေးရမေဝိဒမေဖော်ခိုင်းစီဒီဖော်ပေးပါမယ်ဗျာဝိဒမေတီထွေးစီရင်နဲ့ဒီစီနဲ့တီထွေးပေးပါမယ်ဗျာဒါကအပြင်းမကြည့်ရပါဘူးဗျာဝိဒမေရဟဲ့ငါသူအေးရောငါလည်းစိတ်မကောင်းပါဘူးကွာမင်းတို့နဲ့ထပ်လို့ထပ်မြပါပဲကွာဒါမဲ့ဒီလိုငိုနေလို့လည်းပြီးသွားမဲ့ကိစ္စမှမဟုတ်တာကွာကဲဘဘိုးလည်းမငိုနဲ့ရောဤတီလည်းမငိုနဲ့ရောကွာငါဘသူမှလည်းမငိုတော့ဘူးဘာဖြစ်စမကောင်းရမုံရရောက်ပါစေပဲငါ့ဝိုင်းပြီးတော့ဆူတောင်းပေးရမှာကွာဖာသာကြီးစမကိုကောင်းကြီးပေးလိုက်ပါအောင်ဗျာအားလုံးပဲတရားနဲ့ဖြေကြပါဒါလူတိုင်းကြုံတွေ့ရမယ်တင်ခါကသဘောတရားပဲတင်ခါကသဘောတရားပဲကဲဒီမောင်စမတ်ဆိုတဲ့အကောင်လေးကိုဖာသာကြီးဒီချာကောင်းချီးပေးမယ်